တင်ပေးထားတဲ့နီလန်းတွေကိုအသုံးချပြီးအကျဉ်းသားနဲ့အာဏာကိုတပြိုင်နက်သုံးကမျိုးတွေကလူမိုက်တွေအစိုးရအမှုထမ်းတွေကိုတောင်သူ့ဘက်ကိုဆွဲခေါ်နိုင်ခဲ့တယ်။ဂူရှောင်းပိုင်နဲ့အဖွားကြီးကတော့လူမိသားစုအိမ်တော်မှာနမေကန်အယုတ်လိုဖြစ်သွားပြီးကျမကတော့လူတိုင်းလေးစားရတဲ့မဒန်ကျူဖြစ်လာခဲ့တယ်။ဒီနေ့စာမေးပွဲနီးလာပြီးစာမေးပွဲကတမက်ခါပဲကျွန်တော်အစင်သင့်ဖြစ်ပါပြီ။ဒီတစ်ခေါက်စာမေးပွဲစစ်သူကစံစာချမ်းလိုကြားတယ်။သူကဖြောက်မှတ်ပြီးအခွင့်အရေးရှာတတ်တဲ့သူတွေကိုအယမ်းမုန်းတယ်။ဘာကိုစိုးရိမ်နေတာလဲ။ဂူဟန်မင်းကမတင်ရသေးဘူး။ငါတင်ပေးတာကအခွင့်အရေးရှာဖို့မဟုတ်ဘူး။စီကံဘလို့ပဲရှိလွတ်လပ်စွာလှုပ်ရှားနိုင်ဖို့ပဲ။စံစာချမ်းလိုတန်ရှင်းတဲ့အရာရှိကငွေရွှေကိုမကြိုက်ဘူး။ဒါပေမဲ့အရင်မင်းဆက်ကဝေါင်ဝူကြည့်မူရင်းလက်ရေးပကြီးဆိုရင်သူအနှစ်သက်ဆုံးအရာဆိုရင်အဲ့ဒါကိုဘလို့သိတာလဲသူဝေါင်ဝူကြည့်ကြိုက်တာတွေမဟုတ်ဘူးနှင်းကြပြီးချိန်ဆိုတဲ့လက်ရေးကားကို9နှစ်တိတိလိုက်ရှာနေတာကိုလည်းသိတယ်အဲ့ဒီမူရင်းကားကငါတို့အိမ်တိုးလောင်ခန်းထဲမှာရှိတယ်မင်းအဖေကဂုံပြကျင်လို့ဈေးကြီးပေးဝယ်ထားတာမနှက်ဖြန်သူ့ကိုကိုယ်တိုင်သွားတွေ့စာမေးပွဲအကြောင်းမပြောနဲ့ဒီလက်ရေးကားကိုမတော်တဆရထားတာသူကလည်းနားလေသူမို့အကဲဖြတ်ပေးဖို့လာတောင်းတာလို့ပြောသူလက်ခံရင်မင်းပြည်နယ်ပထမရတဲ့နေရာတည်ငြိမ်သွားပြီးမလက်ခံလဲအရေးမကြီးဘူးမင်းရင်ကြေးတာကိုမြင်ပြီးဆရာလေးစားတဲ့လူငယ်တယောက်လိုပဲထင်မယ်ဘလို့ပဲဖြစ်ဖြစ်မင်းမရှုံးဘူးမှတ်ထားလက်ဆောင်ပေးခြင်းရဲ့အမြင့်ဆုံးအဆင့်ကတစ်ဖက်လူရဲ့နှလုံးသားကိုဓာတ်ရိုက်ပေးနိုင်ဖို့ပဲသူငင်းမရအောင်လက်ခံပြီးရင်တော့မင်းကိုကျေးဇူးတင်လာအောင်လုပ်နိုင်ဖို့မင်းတားနားလဲပါပြီကျမကိုအမေလို့ခေါ်လိုက်တယ်ဒီအမေဆိုတဲ့စကားတခွန်းကိုကျမ3နှစ်တိတိစောင့်ခဲ့ရတာဒီနေ့စာမေးပွဲရလဒ်ကတော့မထင်မှတ်စရာမရှိခဲ့ဘူးဂူဟန်ကပထမရခဲ့တယ်စံစာချမ်းကိုယ်တိုင်ဂူဟန်ရဲ့စာတွေကိုအကြိမ်ကြိမ်ချီးကျူးပြီးတိုင်းပြည်ကိုပြောင်းလဲနိုင်မဲ့ပါရမီရှိသူလို့ပြောခဲ့တယ်ဒါရီအားလုံးကလက်ရေးကားတစ်ချက်ကြောင့်ဆိုတာဘယ်သူမှမသိခဲ့ဘူးဂူဟန်ရဲ့နာမည်ကဂျောင်းနန်တလျှောက်ချက်ချင်းပြန်သွားတယ်ဂုံပြူဖို့ဆက်သွယ်ရေးတိစောက်ဖို့တမီးပေးစားခြင်းလို့ဖိတ်စာတွေမရေမတွက်နိုင်အောင်ကိုအိမ်တော်ကိုရောက်လာကြတယ်အခုကအချိန်မဟုတ်သေးဘူးမင်းရဲ့လမ်းကမြို့တော်မှာရှိတယ်ဂျောင်းနန်လိုနေရာသေးသေးမှမဟုတ်ဘူးနောက်နှစ်ຫນွေဦးရောက်တော့မြို့တော်ကိုသွားပြီးစာမေးပွဲထပ်ဖြေဖို့ထွက်ခွာခဲ့ကြတယ်မဒန်ကူမင်းတို့ကကျူမီသားစုရဲ့ဂုံပဲဂူရှောင်းပိုင်ကဘလို့ကန်ကောင်းလိုက်တာလဲငွေတွေအစင်သင့်ဖြစ်ပြီလားမြို့တော်ကိုစာမေးပွဲသွားဖြေဖို့ဆိုတာလမ်းစရိတ်လက်ဆောင်စရိတ်တွေနဲ့ငွေကြေးအများကြီးလိုတယ်ဒါပေမဲ့အခုကျူမီသားစုကအရင်လိုအခွန်မဲကြံတဲ့အိမ်တော်မဟုတ်တော့ဘူးဂူဟန်ကိုကျမခိုင်းခဲ့တဲ့စီးပွားရေးတွေကအမျက်ကြီးရခဲ့တယ်ကျမတို့မြို့တော်သွားတာစာမေးပွဲအတွက်တင်မဟုတ်ဘူးရင်းနှီးမြှုပ်နှံဖို့လည်းဖြစ်တယ်ဧကရရဲ့ခြေတော်ရင်းမှာရှိတဲ့မြို့တော်ဆိုတာအာနာရဲ့ဗဟိုပဲဒီမှာရှိတဲ့အရာရှိတိုင်းအမတ်မင်းမျိုးတိုင်းကနောက်တစ်ချိန်မှာအကူအညီဖြစ်လာနိုင်တယ်မြို့တော်ရောက်တာနဲ့ဂူဟန်ကိုကျမရဲ့နာမည်ကပ်ယူပြီး Grand Tutor Mansion ကိုတွားခိုင်းလိုက်တယ်ကျမရဲ့ Grand Tutor ဖခင်ကအရင်တုန်းကခန့်ခပင်သမီးဖြစ်တဲ့ကျမကိုဂျိုင်းနန်ကိုပို့ခဲ့တာအခုတော့အနာဂတ်အလွန်တောက်ပတဲ့မွေးစားသားတယောက်နဲ့ပြန်လာတာဆိုတော့သူတို့ရဲ့သဘောထားဘယ်လိုပြောင်းမလဲဆိုတာခံမှန်းလို့ရတယ်တကယ်ပဲ Grand Tutor Mansion ကကျမကိုလစ်လျူရှုပေမဲ့ပြည်နယ်ပထမဂူဟန်ကိုတော့အရန်ယဉ်ကျေးခဲ့တယ်။တရားဝင်အမေကအပြုံးတူးနဲ့ဂူဟန်ရဲ့လက်ကိုကင်ပြီးသူမရဲ့ဒူမကိုပေးစားခြင်းကြောင့်အရေးအမြတ်ပြောလာတယ်။ဂူဟန်ကတော့အလွန်ကောင်းမွန်စွာကင်တွယ်ခဲ့တယ်။သဘောတူလည်းမပြောညင်းလည်းမငင်းပဲသူတို့ကိုမျှော်လင့်နေစေခဲ့တယ်။ဒီလိုလေတရလိုက်တဲ့လူတွေကိုဘာလို့အရေးပေးနေတာလဲ။သူတို့ကအသုံးဝင်လို့ပဲ Grand Tutor ကအစိုးရအဖွဲ့ရဲ့ခေါင်းဆောင်သူတပည့်တွေအဟောင်းရာရှိတွေကနန်းတွင်းအနှံ့ရှိတယ်ဒီဆက်ဆံရေးရှိရင်မြို့တော်မှာအခက်အခဲအများကြီးတက်တာသွားမယ်။မင်းရဲ့အိမ်တော်ရေးကတော့ပိုအရေးကြီးတဲ့နိုင်ငံရေးရင်းနှီးမြှုပ်နှံမှုပဲ။ဘသူကိုလက်ထပ်မလဲမထပ်မလဲဆိုတာအကျိုးစီးပွားလဲလှယ်မှုတစ်ခုပဲ။အခုတော့သူတို့ကိုအခွင့်အရေးရှိသေးတယ်လို့ခန်းစားစေပြီးအတုံးချလိုက်မင်းရင်အားတောင်ပခိုင်မာလာတဲ့နေ့ကျရင်ဘသူကိုလက်ထပ်မလဲဆိုတာမင်းဆုံးဖြတ်နိုင်လိမ့်မယ်။စာမေးပွဲမတိုင်ခင်မြို့တော်တစ်ခုလုံးမှာလျှို့ဝှက်အာဏာပြိုင်ဆိုင်မှုတွေတက်ကြွလာတယ်။စာဖြေသူတိုင်းကိုစွမ်းကိုပြနေကြတယ်။ဒါပေမဲ့ကျမကဂူဟန်ကိုဘာမှမလုပ်ခိုင်းပဲငြိမ်ငြိမ်လေးစာပဲဖတ်ခိုင်းခဲ့တယ်။ဘာလို့လဲဆိုတော့ဒီတစ်ခေါက်စာမေးပွဲရဲ့အဓိကစစ်သူကဧကရရဲ့ဆရာတော်ဝင်စားစစ်သူရှောင်းဖြစ်နေတယ်ဆိုတာကျမသိထားလို့ပဲ။ဒီတော်ဝင်စားစစ်သူရှောင်းကစံစာချမ်းထက်တောင်ပိုခတ်တဲ့ကြောက်တုံးလိုလူစားလက်ပေးလို့လုံးဝမရနိုင်ဘူး။ဒီလိုလူမျိုးကိုရင်ဆိုင်ဖို့အကောင်းဆုံးနည်းကကိုယ်အစွမ်းစားနဲ့ပဲစကားပြောဖို့